ကျွန်တော်မင်းချစ်ပိုင်ပါဝိုင်ယာနာပေါ်မှာကြောင်တကောင်နဲ့လူတစ်ယောက်ကိုဖတ်ပြပါမယ်ဝိုင်ယာနာပေါ်မှာကြောင်တကောင်နဲ့လူတစ်ယောက်ရန်ကုန်မြို့နယ်တစ်ခုတည်းကအိမ်ရောင်ဝင်းတစ်ခုအဲ့ဒီထဲကတိုက်ခန်းတစ်ခုရဲ့ဝိုင်ယာနာတစ်ခုပါကြောင်ကြတဲ့တိုက်ခန်းတစ်ခန်းဆိုတော့အဲ့ဒီဝိုင်ယာနာကနေကြည့်ရင်လှလှပပနဲ့မြမြဆဆရှိတဲ့မြင်ကွင်းမျိုးကိုတော့တွေ့ရမှာမဟုတ်ဘူးရှေ့မှာလည်းတိုက်တန်းတွေကကာနေတယ်ဆိုတော့လေဘာတွေပဲတွေ့ရမလဲဆိုတော့အနီညိုရောင်တုတ်ထားတဲ့နေကအမိုးလေးနှစ်ခုတွေ့ရမယ်ငှက်ချီးတွေပေတလူဖြစ်နေတဲ့တော့ခေါင်မိုးဟောင်းကြီးတစ်ခုတွေ့မယ် TV ရုပ်သံဖမ်းတဲ့စလုံးပြားတွေတွေ့မယ်တိုက်ရဲ့ချောင်းတွေတောက်တွေမှာခိုနားနေတဲ့ခိုးတွေစကလေးတွေတွေ့မယ်ဒါပေမဲ့ကံကောင်းတယ်လို့ဆိုရမလားကောင်းငင်ကိုတော့တဝက်တစ်ပြင်းမြင်ရသေးတယ်မနေ့စောစောဆိုရင်တော့မနေ့ခင်းရဲ့တင့်လွင်လာတဲ့အလင်းနဲ့တချို့ကတော့ဝရဏပေါ်မှာကွက်တီကွက်ကြားနေရယူလို့ပေါ့ဝရဏကဘယ်လိုပုံစံမျိုးလဲဆိုတော့လက်ရန်ကိုခငယ်ကွေးလေးကွေးထားတယ်ကွန်ကရစ်ဝရန်တာပါဝရန်တာလက်ရန်မှာတံပန်းတကားလည်းတက်ထားတယ်တံပန်းတကားတွေကိုမကြိုက်တတ်တဲ့ကျွန်တော်အတွက်ကောင်းတယ်လို့ပြောရမှာတခုကတံပန်းတကားဟာဝရန်တာလက်ရန်အပြည့်တုံးဖွင့်လို့ရတဲ့တကားမျိုးပါဝရန်တာလက်ရန်ရဲ့အကျယ်ဝန်းတိုင်းအပြည့်ရတဲ့ခန်းစားချက်မျိုးကိုရတယ်အဲ့ဒီဝရန်တာပေါ်တိတ်မစိမ့်ဆုပ်ပေမဲ့လည်းရှင်သန်နေတဲ့အပင်၄-၅ပင်လောက်တော့ရှိတယ်ကျွန်တော်ဒီတိုက်ခန်းကိုမပြောင်းလာခင်ကတည်းကကျွန်တော်အခန်းပေါ်စိုက်ထားတာပါပြီးတော့အင်ဂျီလန်းလို့ရတဲ့တန်တဲ့နှစ်တန်းကိုအုံနံရံကိုတွဲကပ်ပြီးတက်ထားတယ်ခါလောက်မြက်ရှိတဲ့ဝန်လန်းစင်တစ်ခုလည်းရှိပါသေးတယ်အင်ဂျီတွေကတော့စင်ပေါ်မှာရောတန်းတွေပေါ်မှာပါတွဲလောင်းလေးတွေချိတ်လို့ပါပဲကြွေပြားကတ်ထားတဲ့ကျမ်းပြင်မှာတော့တခြားပစ္စည်းတွေတိတ်ရှုပ်ပွားမနေပဲအပြာရောင်ခွေးချေခုံပူတစ်ခုရှိတယ်ကျောင်းတကောင်ကျောင်းမလေးတကောင်ပါသူ့နာမည်ကယိုယိုသူသခင်ပေးထားတဲ့နာမည်ပါယိုယိုဂျယ်လီကိုဆွဲပြုတ်ပြီးပေးထားတယ်လို့တော့သူသခင်ကရှင်းပြဖူးတယ်သူသခင်ဆိုတာကကျွန်တော်ဒီကိုပြောင်းမလာခင်ကတည်းကဒီမှာနေတဲ့အခန်းပေါ်ပါပဲကဲကျောင်းမလေးယိုယိုအကြောင်းထပ်ဆက်ရရင်အဖြူရဲ့အဝါရဲ့အညိုရဲ့၃ရောင်ပါတဲ့၃ရောင်ဆက်ကျောင်းအဲ့ဒီ၃ရောင်လောက်ကသူ့ရဲ့ပိတ်ရှိရှင်မျက်နှာပေါ်မှာ abstract ပကြီးကားထဲကစုပ်ချက်တွေလိုဖော်ပြရခက်တဲ့ပုံစံမျိုးနဲ့နေရာယူထားတော့ကျောင်းမျက်နှာမြင်လိုက်တာနဲ့၃ရောင်ဆက်ကျောင်းမှန်သိသာလာတယ်။ကျောင်းဆိုတဲ့အသည့်ရဲ့၃ရောင်ရောရှက်နေတာလေးကဆန်းလိုက်တာဆိုတဲ့အတွေ့မျိုးနဲ့ကြည့်ရင်ကျောင်းမလေးကချစ်ဖို့ကောင်းတယ်ဆိုပြီးတော့မြင်သူတိုင်းကိုခံစားမိစေမှာအသေးချပါပဲ။ဒါပေမဲ့အညိုရောင်ရောရှက်မှုကရိုးရိုးမျက်လုံးတစ်ဖက်ပါဝင်သူ့မျက်နှာ၃ပုံတစ်ပုံကိုတလွယ်ခုတ်ပုံစံမျိုးနေရာယူထားတော့ကျောင်းမျက်နှာပပိတ်ရှိရှိကတကယ်တော့ချစ်တက်နဲ့လူမိုက်ရုပ်ပေါက်တယ်ကျွန်တော်ကတခါတလေငရံမကန်းဂိုင်းစတာကမ်ဖဲလို့ခေါ်ရင်တော့ကျောင်းသခင်ကတော့သေပါပြီလို့တော့အော်ရလေးရှိတယ်ဒါပေမဲ့လည်းလောကမှာကဆိုးတာမိုက်တာလေးကမှဆွဲဆောင်မှုရှိတယ်ဆိုတဲ့သဘောတဘာဝမျိုးရှိတယ်မလားအဲ့ဒီလိုယူနဲ့ဆိုကျောင်းမလေးကိုဆွဲဆောင်မှုရှိတဲ့အစင်းမွေးရှိတယ်လို့ဆိုရမှာပဲအိမ်လာလဲတဲ့တော်တော်များများကတော့ကျောင်းမလေးယူကိုမြင်တာနဲ့ဓာတ်ပုံရိုက်ဒါမှမဟုတ်သူနဲ့တွေ့ရိုက်လေးရှိတယ်ပြီးရင်သူတို့ရဲ့လူမှုမီဒီယာစာမျက်နှာပေါ်တင်လေးရှိပါတယ်ကျောင်းသခင်ကတော့ငါးကြောင်လေးကိုဓာတ်ပုံရိုက်တယ်ငါးကြောင်လေးနဲ့တွဲရိုက်တယ်ချစ်တယ်နဲ့ပြီးရင်ကြောင်စာလေးတွေဝယ်ပေးသွားအောင်လို့ဧည့်သည်တွေကိုစားလေးရှိတယ်စားတဲ့နောက်တဲ့ဆိုပေမဲ့တုတ်ပြန်မှုကမဆိုးဘူးဆိုရမယ်တခါကြောင်စာလေးတွေဝယ်ပေးသူတွေလည်းရှိတာကိုအဲ့လိုဆိုပြန်တော့လဲကြောင်လှလေးတကောင်မွေးထားရတာလဲမဆိုးဘူးလို့တွေးမိတာကြောင်နဲ့ပတ်သက်ပြီးသက်ရှင်းလောက်ရတဲ့အပိုင်းတွေကိုမစင်စားမိရင်ပေါ့လေလောလောဆယ်မှာကြောင်တွေမွေးထားတဲ့လောက်ခွင်ထဲကတယောက်ကို300ဇက်ကြောင်တကောင်အိမ်မှာရှိတယ်လို့ဆိုတော့သူက300ဇက်ကြောင်ဆိုရင်လက်ကောင်းတယ်လို့ပြောတယ်အဲ့ဒီစကားကြောင်သခင်ကိုပြန်ပြောတော့ကြောင်သခင်ကလက်ကောင်းလားမကောင်းလားတော့မသိဘူးလက်ကတော့နှစ်ဖက်စလုံးမကောင်းတော့ဘူးကြိုက်ထားကုတ်ထားတာများရစရာကိုမရှိတော့ဘူးလို့ပြန်ပြောပါရောအယူဆတွေနဲ့ပတ်သက်ပြီးတော့သာ3ရောင်ဇက်ကြောင်ကပြောစရာရှိနေတာတော့မဟုတ်ဘူးဇီဝဗေဒအရသုတေသနတွေရလဲ3ရောင်ဇက်ကြောင်ကပြောစရာရှိသေးတယ်ကျောင်တွေရဲ့မျိုးရိုးဗီဇသုတေသနအရ3ရောင်ဇက်ကြောင်ဟာကျောင်မတွေအဖြစ်ပဲမွေးဖွားတယ်လို့ကျောင်သခင်ကတော့ပြောတယ်ဟုတ်လားမဟုတ်လားတော့ကျွန်တော်လည်းမသိသလိုတကူတကဆန်းစစ်ချင်စိတ်လည်းမရှိဘူးလေဒါတွေကကျွန်တော်လိုက်မမီတဲ့အကြောင်းအရာတွေကျောင်းတွေအပါဝင်အိမ်မွေးတီလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်လိုက်မမီတဲ့အကြောင်းအရာတွေဆိုတာကအများကြီးဆိုတာကြောင်မွေးတဲ့အိမ်ရောက်မှပဲသိတာအထူးသဖြင့်ကျောင်းစာခွေးစာရောင်းတဲ့ဆိုင်ထဲကစင်မော်ရှိကျောင်းခွေးအိမ်မွေးတီလေးတွေအတွက်ထုတ်ထားတဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းတွေလို့ပေါ့ကျွန်တော်လိုက်မမီတဲ့ဈေးနှုန်းတွေတချို့ဈေးနှုန်းတွေဆိုမျက်လုံးပဲမှားတာလားဘ
တုံညတလုံးပဲပိုနေတာလားလို့သေချာပြန်ရည်တွက်ပြီးဖျားတားရတဲ့ဈေးနှုန်းတွေပေါ့ဒါတောင်အစာတွေနဲ့ဆော့တဲ့ပစ္စည်းပဲရှိသေးတယ်သူတို့ရဲ့ကျန်းမာရေးဆောက်ရှောက်မှုနဲ့ပတ်သက်တဲ့အိမ်မွေးတီလေးတွေရဲ့ beauty salon လို့ခေါ်မလား spa လို့ခေါ်မလားအဲ့ဒါတွေအကြောင်းမပါသေးဘူးရဲ့တခါတော့တွေးမိတယ်လူတွေများကိုယ့်ဘာသာအရင်ရှင်ဈေးကွက်ထဲမှာရုပ်ဝါဒကြီးစိုးနေတဲ့လူနေမှုဘဝပုံစံမှာရှင်းတဲ့ရမကသူတို့နဲ့အတူတီလေးတွေကိုခေါ်သွင်းလိုက်ကြတာများလားလို့ပေါ့အဲ့ဒီတီလေးတွေရဲ့တဖြည်းဖြည်းပြောင်းလာတဲ့နေထိုင်မှုပုံစံဟာဂေဟစနစ်နဲ့တဟဇာတာဖြစ်အောင်မနှဲရှင်သန်ရမှာပဲဆိုပြီးတော့ပေါ့ကဲပြောရင်းနဲ့တောရောက်တောင်ရောက်ကြောင်ပြောက်ပြီးကြောင်မလေးရိုးရိုးကြောင်လည်းမဟုတ်တော့ဘူးရိုးရိုးအကြောင်းထပ်ပြောရရင်ရိုးရိုးကိုလမ်းပေါ်ကကောက်ရခဲ့တာပါသူ့ကိုကောက်ရတော့ကနှာခေါင်းနဲ့အမီးနဲ့မှဒဏ်ရာတွေနဲ့တဲ့နှာခေါင်းကဒဏ်ရာတွေတက်တာပြီးပုံမှန်ပြန်ဖြစ်သွားပေမဲ့အမီးကတော့သုံးပုဒ်တစ်ပုံစာပြတ်သွားခဲ့တယ်သူ့ကိုပထမဆုံးကောက်ရခဲ့တဲ့သူကအခုမွေးထားတဲ့သခင်မဟုတ်သေးဘူးရန်ကုန်မှာနေတဲ့လူဖြူမျိုးသမီးတစ်ယောက်ကစပြီးအိတ်ခေါ်ခဲ့တာပြီးမှကျွန်တော်အခန်းဖော်ကခေါ်လာခဲ့တာပါကျောင်းမလေးရဲ့ပထမဆုံးနှွေးထွေးယူရမှုအတွေ့အကြုံဟာသူ့ရဲ့မညံကိုလွမ်းမိုးခဲ့လို့လားမသိကျောင်းမလေးကတိတ်ကိုပိုဆန်တယ်လို့ကျွန်တော်ကမှတ်ချက်ပြုထားတယ်ကျောင်းရင်းကဘာလဲဆိုတော့ပေါင်မုတ်ကိတ်မုတ်နွားနို့ဒိန်ချင်းအဲ့ဓာတွေဆိုတိတ်ကြိုက်တယ်လေဖျားဆူကြောင်လို့ပြောရမလားငါးပါဝင်ပင်လယ်စာဘာမှလည်းမစားဘူးအဲ့ဒီလိုအစာကြီးများတဲ့ပြင်ကြောင်ဆိုတာကလည်းသိတဲ့အတိုင်းအစားတောက်နေတယ်မဟုတ်လားအစားစားချင်စိမ့်များလာအောင်လိုင်စင်ပါတဲ့အားဆေးတွေတိုက်ကြွေးရတဲ့ကလေးတွေလိုမျိုးလည်းမဟုတ်ဒါမှမဟုတ်ကြောင်တွေအစားစားချင်စိမ့်များလာအောင်တိုက်ရတဲ့ဆေးတွေလည်းရှိချင်ရှိမှာပေါ့ကျွန်တော်လိုက်မမီတဲ့အကြောင်းအရာတွေကလည်းဒီကဘာကြီးမှာတိတ်ကိုများတာကိုသူသခင်ကတော့အစာကိုဘယ်လိုကြွေးတယ်မသိကြောင်ကဝါလာတယ်မရှိပဲရှီမျောမျောကြောင်မလေးပဲဖြစ်လာတယ်လူတယောက်ကတော့ကျွန်တော်ပေါ့စီဝါဖြစ်တည်မှုရခန္ဓာဗေဒရဆိုရင်တော့အထီးမျိုးပွားအင်္ဂါနဲ့မွေးဖွားလာတဲ့လူသားတစ်ယောက်ပါဒါဆိုယောက်ျားတစ်ယောက်အမျိုးသားတစ်ယောက်မဟုတ်ဘူးလားလို့မေးစရာရှိပါလိမ့်မယ်ကျွန်တော်ခါအောင်ပိုင်းလိန်ငါကိုငုတ်ကြည့်ပြီးအလွယ်လင်းတကူပဲကျွန်တော်ဟာယောက်ျားတစ်ယောက်ပါလို့ပြန်ဖြေလို့ရပါတယ်ဒါပေမဲ့ယောက်ျားဆိုတာဘယ်လိုဖြစ်ရမလဲမိန်းမဆိုတာဘယ်လိုမျိုးလဲဆိုပြီးတိတိကျကျသတ်မှတ်ထားတဲ့လူမှုစည်းမျဉ်းတွေကကျွန်တော်ဟာယောက်ျားပေါင်မဝင်ဘူးဖြစ်နေတယ်ကျွန်တော်ရဲ့အပြုမှုတွေရွေးချယ်မှုတွေစိတ်ဝင်စားတဲ့အရာတွေကိုမူတည်ပြီးကျွန်တော်ကိုလူအတိုင်းဝိုင်းကယောက်ျားလို့မသတ်မှတ်ချင်ကြဘူးတချို့ကမသတ်မှတ်ခဲကြဘူးဟုတ်တယ်လူမန်းတိတက်စာကလေးကပဲကျွန်တော်ဟာလူမှုစံတွေနဲ့လွဲချော်နေတဲ့လောင်ခံပြောင်ခံရှက်ကွဲခံခဲ့ရတဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်ဒီနေရာမှာကျွန်တော်မသိတာတစ်ခုရှိတယ်လူတစ်ယောက်ဖြစ်နေမွေးဖွားလာပြီဆို ideology အရခေတ်အရစနစ်အရတိဆောက်ထားတဲ့လူမှုစည်းမျဉ်းတွေနဲ့တိုင်းပြီးယောက်ျားဖြစ်တယ်မိန်းမဖြစ်တယ်ဆိုတာကိုကိုသတ်မှတ်ရမှာလားလူတိုင်ဝိုင်းကဒီစံတွေနဲ့ချိန်ထိုးပြီးသတ်မှတ်ပေးမှာလားအဲ့ဒီလိုသတ်မှတ်ဖို့ရောဘာကြောင့်သူတို့မှခွဲအာဏာရှိနေရတာလဲအဲ့လိုတိကျတဲ့စည်းမျဉ်းတွေအရအများစုသောလူအုပ်ကြီးကနေသွေးဖယ်ပြီးဖြစ်တည်နေတဲ့လူတွေကိုရောဘသူတွေကဘယ်လိုသတ်မှတ်ကြမလဲဆိုတာပဲထားပါတော့ trauma တွေ drama တွေနဲ့ idea တွေစိတ်နှလုံးကြည်နူးရတဲ့အကြောင်းတွေပဲပြောတော့မယ်ကျွန်တော်အကြောင်းကတော့အမှန်တိုင်းပြောရရင်အသွင်ပြင်ရရောခံယူချက်တွေဝါသနာနဲ့နေထိုင်မှုပုံစံရပါတိတ်ပြီးစိတ်ဝင်စားစရာကောင်းလာတဲ့လူမျိုးတော့မဟုတ်ဘူးဒီခေတ် Netflix ရုပ်ရှင်ထက်က dialogue တွေထက်ကတစ်ခုနဲ့ဖော်ပြရရင်ပြင်းစရာကောင်းတဲ့သူစိတ်လုံးရှားစရာမကောင်းတဲ့သူပေါ့ပုံစံအရပဲပြင်းစရာကောင်းတာတော့မဟုတ်ဘူးကိုယ်တိုင်ကလည်းနည်းနည်းတော့ပြင်းတယ်လို့မရှစ်တန်းဝန်ခံရမလားပဲအခုလဲကြည့်ဝန္တာဘောကြောင်ရဲ့ကျွန်တော်ရဲ့အပြင်းပြိုင်နေတယ်လို့ပြောရမလားပဲဒီလိုဖော်ပြရတာနည်းနည်းတော့အရင်ဆန်တယ်လို့ပြောရမလားရက်ွက်ဆန်တယ်လို့ပြောရမလားစားဆန်ပေးဆန်ပြောရရင်တကယ်တော့ကြောင်နဲ့ကျွန်တော်နဲ့ကဝန္တာဘောကွက်တီကွက်ကြားနေတဲ့မနဲ့နေအောင်အောက်မှာနေစာလုံနေကြတာပါစိတ်ခံနေကြတယ်ဆိုကြပါစို့အမေကအဲ့လိုမြင်ကွင်းမျိုးတွေ့ရင်တော့လှုပ်ရှားရှိတာမလုပ်ပဲလီဆယ်မနေနဲ့လို့ပြောမှာပဲဘာပဲပြောကျွန်တော်ကတော့အဲ့လိုမျိုးလေးနေရတာကိုငယ်ငယ်ကတည်းကကြိုက်တယ်ဝန္တာပေါ်ကျနေတဲ့တိတ်မကျယ်ဝန်းလာတဲ့နေရောင်ကွက်လေးပေါ်မှာကျွန်တော်ကတစ်ချမ်းကြောင်ကတစ်ချမ်းနေရာယူထားတယ်ကြောင်ကတော့ဝန္တာလက်ရန်ပေါ်ထိုင်ရက်ကျွန်တော်ကတော့အပြာရောင်ခွေးချေခုံပူပေါ်မှာထိုင်ပြီးလက်ရန်ကိုမီးရက်ဘေးနာဖြတ်ပြန်သွားတဲ့ငှက်ကလေးတွေရဲ့ဖြတ်ကနေလှုပ်ရှားမှုမှာကြောင်ကတော့မျက်လုံးလေးတွေ၍နှစ်ရွက်ကလေးလှုပ်ပြီးစိတ်လှုပ်ရှားနေပုံရတယ်လက်ရန်ကိုမီးပြီးတဝက်တစ်ပြည့်မြင်နေရတဲ့ကောင်းကင်ကိုငေးနေတဲ့ကျွန်တော်ကတော့ဖြတ်ကနေကြားနေရတဲ့ငှက်ဖြတ်ပြန်တန်တဲ့ငှက်အော်တာတကြီးကိုနားထောင်ရင်းစိတ်ထဲမှာတော့ကောင်းလိုက်တာလို့ရေရွတ်ပြီး
တဘာဝရဲ့အရှိတရားကိုခံစားနေပါတယ်။ငှက်တွေရဲ့လှုပ်ရှားမှုတွေပေါ်စိတ်လှုပ်ရှားမှုမရှိတော့ရင်ညီးငွေသွားရင်ကျောင်းမလေးကကျွန်တော်ကိုယ်ပေါ်တက်လာပါလိမ့်မယ်။အဲ့ဒီခါကျွန်တော်ကလည်းငှက်တွေပေါ်အာယုံဝင်စားမှုကိုကျောင်းပေါ်ပြောင်းရင်ကျောင်းရဲ့မေးအောက်လေးဦးခေါင်းလေးနှရွက်အောက်လေးတွေကိုပုတ်သက်ချော်မြူမယ်။ခေါင်းထဲမှာပေါ်လာတဲ့အကြောင်းအရာတစ်ခုခုကိုသချင်းလို့ဆိုရင်ပေါ့ဒါလည်းခဏပါပဲ။ကျောင်းတွေဟာတစ်စုံတစ်ခုပေါ်မှာအလွယ်လက်တစ်ခုပဲညီးငွေတက်သလားပဲကျွန်တော်ကိုယ်ပေါ်ကနေခွာဆင်းသွားလိမ့်မယ်။အဲ့ဒီလိုပါပဲကျွန်တော်လည်းအချိန်တစ်ခုမှာဝမ်းနာကိုဖယ်ခွာပြီးတခြားတစ်ခုခုကိုရှာဖွေပြီးအသက်သက်သောပြုခြင်းသဘောတစ်ခုကိုလုံးမှာပဲ။ဆိုဖာပေါ်လဲပြီးကြပြဖတ်မလားသချင်းနားထောင်မလားရုပ်ရှင်ကြည့်မလားဒါမှမဟုတ်ဘာလို့ရမှန်းမသိအိတ်ရှိလျှောက်လိုက်အိမ်နောက်လျှောက်လိုက်ရောင်ချချဖြစ်နေမလားကြည်မှန်မှာကိုကြည့်ပြီးငါဟာတိတ်အတ္တကြီးတဲ့လူများလားလို့စိတ်ထဲမှာကိုးပါသာခွဲချမ်းစိတ်ဖြာနေမလားတခုခုပေါ့ရုပ်တရက်အချိန်ကိုတတိယကနာရီကိုကြည့်လိုက်ပြီးအလုံးနောက်ကြတော့မှာပဲဆိုတဲ့အသည့်နဲ့ဝယုံသုံးကပြစ်စင်ဖို့စတင်အားထုတ်ရင်တနေ့တာကိုထပ်မံဖြတ်ကျော်ရတော့မှာပဲလို့တွေးလိုက်လိမ့်မယ်ကျွန်တော်ရဲ့ရေချိုးခန်းသွားတဲ့ရှောင်းလန်းမှာကျောင်းမလေးရိုကတော့တကူလုံးကိုအရှိဆုံးနေထားဖြစ်အောင်ငွေတကောင်လိုဆက်ထုံရင်လဲလျောင်းနေလိမ့်မယ်ကျွန်တော်ရဲ့စိတ်ထဲမှာတော့ကျောင်းတွေများကံကောင်းလိုက်တာမင်းချစ်ပိုင်ရန်ကုန်2022